ဒေါ်ထေးလော်ကင်းနဲ့ပိုင်ဝမ်တီးပြပါအောင်နဲ့အမလေးငါနာမည်ဒေါ်ထေးမဟုတ်ဘူးနင်တို့ကတိတ်မပြောရဲတော့ပြောလို့ရှိရင်နင်တို့ကငါအဖွားရောအဒေါ်ရောအန်တီရောခေါ်ကြတာဆိုတော့လေအဲ့တော့ဒီနေ့ကအညာသားနဲ့ကင်ရင်မှာဆလီနာ vs ဆလီနာစန်တန်ချောက်ကမှဖြစ်ပါတယ်ရှင်ကျမတော့လုံးဝမညာသူ့ရဲ့စောက်ကိုကျမကြွနေတကောင်မကောင်ထည့်ပေးမှာပြောလို့မဆုံးသေးဘူးငါရေထည့်ခံလိုက်ကပြီးရှက်စီရိုက်ဟဲ့လာမကုတ်နဲ့တော့အမလေးလာမကုတ်ပါနဲ့လို့ဒီလောက်မြတ်တာရက်ခံနေရသူကကျမဒေါ်သားတွေကိုလာစွနေတာတလွဲပြစ်မိပြီမမကြီးအောင်ဆောင်မိကြနော် oh my god အမလေးကျမတော့ကေတော့မလို့ကြကြပါအောင်ရှင်ဒီထိတော့သူမလာရဲတော့ဘူးရှင်လာရဲလေလာပါကျမရှွတ်တခါချိန်ထားရနော်စတန်ပေးမို့ရဟဲ့လာကြအောင်အမဟတ်သေးပြီအမလေးတော်ကျွမ်းနေတာ तू ကနေုံတွေ့မယ်ခုမှရှင်လို့ထွက်လာတော့ကျမချက်ချင်းမစတန်လှမ်းပေးရကြအဲ့ဒါတော့လုတ်ကျန်တာဖြစ်သွားပြီတွေ့မယ်ရော့အဲ့မှာလုတ်ကျန်တဲ့ကော့ကောင်မကိုကျမကြွတ်ထည့်ပေးလိုက်တော့မယ်တခါလေတကယ်ပြီးသွားတာပဲရော့ဟဲ့တခါပေးအမတခါလေသူ့ကျမဒီချုံမိုးထဲကနေလုတ်ကျန်မယ်ကျမတော့လည်း तू လုတ်ကျန်ထားတာဆိုတော့လေသူ့လည်းလုတ်ကျန်ပေးရမှာပေါ့ရှင်ဟဲ့ပြေးသွားပြီကြလုတ်ချောင်းတောက်သွားငါတော့ကုန်မိနေဒုက္ခပဲအမလေးစတန်ပါဒီခါလည်းမသိတော့မယ်အမလေးတော်ပါသေးရဲ့ရှင် record ခေါ်ရင် base ပြန်ရမယ်ထင်နေတာမရောက်ဘူးဟဲ့ကဲကြပါအောင်ဒါနဲ့ပါခက်လို့လေအသိခံလိုက်မှာပေါ့ဒီခါတော့ကျမတို့ तू တုံးရတဲ့အကွက်ကိုပြန်သုံးပေးရမှာပေါ့ရှင်အဲ့လိုဆို तू ကင်းမရတော့ဘူးလေနောက်တစ်ကိတရရောက်လာလို့ကျမနိုင်ပြီဟဲ့အော် correlation တော့ဟဲ့ပြီးတော့လည်း land တလွဲကြီးကိုမိသွားသေးရတော့ကျမကိုရတယ်ကိစ္စမရှိဘူးကြိုက်ပြီ okay နည်းနည်းရီခုံစရာတော့ကောင်းနေပြီဟုတ်တော့ဒီနားကြောက်ကဘယ်တော့မှထောင်ထားတာလဲဟုတ်တော့ကျမ slow motion effect ခံစားနေရပြီဟဲ့သိပြီပေါ့ဟဲ့မတရားပါဘူးဟဲ့တော့ပါပြီရှုံးပြီဟုတ်ကျမလောက်စံခံရတာဒါလုံးဝမတရားဘူးနောက်တစ်ပွဲမကြေးဝတ်ထက်နွယ်မယ်ခဏနေအောင်ရှင် Roger skin ကို free payment ဒီ event လေးကြောင်းရှင်းပြကြပါမယ်ရှင်ဒီ event မှာ test တွေကတော့ login test နဲ့ bonus test ဆိုပြီးပါဝင်မှာဖြစ်ပြီးတော့3ရက်4ရက်6ရက်8ရက်17ရက်14ရက်19ရက်17ဖြစ်နေ့စဉ်တမ်းမှမဟုတ်ရက်အပြည့် login ဝင်ပေးရမှာဖြစ်ပါတယ်ရှင် login ဝင်ပေးရမယ့်ရက်အများဆုံးကတော့19ရက်ပဲဖြစ်ပါတယ် bonus test တွေကတော့တောက်ကြနေမတိုင်ခင်မှာ classic rank bro တော့မဟုတ် rising open တွေဆော့ခြင်းဖြစ် test တွေကိုပြီးမြောက်လောက်အောင်ဖြစ်ပါတယ်ရှင်အများဆုံးပွဲ30လေးဆော့ပေးဖို့လိုအပ်ပါတယ်ရှင်တစ်ပတ်အတွင်းမှာပေါ့နော် test လုပ်ရင်ရရှိလာမယ့်ဒီ item လေးကိုစုဆောင်းပြီးတော့ညဘက်အပေါ်တောင်းမှာရှိရ shop ထဲကနေ Roger free skin နဲ့အခြားသော item တွေကိုလဲလို့ရမှာဖြစ်ပါတယ်ရှင်အားလုံးပဲဒီ event mission test တွေကိုပြီးမြောက်အောင်လုပ်ပြီးတော့ Roger free skin ကိုရယူလိုက်ကြအောင်ရှင်